ကား15စီးအပါအဝင်ဟိုတယ်များစွာပါတဲ့တဏ္ဍမိုးသိန်းချစ်သူရဲ့အမက်ခန်းပိုင်ဆိုင်မှုများတဏ္ဍမိုးသိန်းကပြည်ကတဲ့လတွေမှာ4နှစ်တာတွေ့ခဲ့တဲ့ချစ်သူဟောင်းကိုရွှေမန်းနဲ့တိုင်းတီးပြည်တီပွဲဖြစ်ခဲ့တာအားလုံးအသိပါပဲတဏ္ဍမိုးသိန်းကရည်စားအသစ်တွေးပြလိုက်တော့ကိုရွှေမန်းထက်တာမလားဆိုပြီးလူတွေကတော့သိကျင်ကြတာပါတဏ္ဍမိုးသိန်းရွေးချယ်လိုက်တဲ့ချစ်သူအသစ်လေးကအေဂျင့်နဲ့တောင်ပေါ်မျိုးလေးပြင်ဦးလင်ကနမေကြီးတတိသားတဦးဖြစ်ပါတယ်လူငယ်ပြီးပြီးခင်မီမီနေထိုင်တတ်သူပါဝါသနာအရာဒီဂျီတီတဲ့အလုပ်ကိုလည်းကျွမ်းကျင်လုပ်ကိုင်နိုင်တယ်လို့စီးပွားရေးလောကမှာလည်းသူ့ရဲ့ခြေလမ်းတွေကအတော်လေးကြီးမားပါတယ်။လက်ရှိမှာသူကအစင်မြင့်ကားရှိုးရုံးကြီးတွေဆိုင်ကယ်ရှိုးရုံးကြီးတွေကိုကိုယ်ပိုင်ဖွင့်လှစ်ထားပြီးတော့မော်တော်ယာဉ်လုပ်ငန်းမှာနေရာတစ်နေရာကိုအခိုင်အမာယူထားသူပါ။သူ့ရဲ့ကိုယ်ပိုင်ဇင်ခံပစ္စည်းတွေပါပဲ။တာမန်လူတွေအိမ်မက်သေးတောင်ထဲမမတ်ရဲတဲ့တန်ဖိုးကြီးဇင်ခံပြိုင်ကားပေါင်း15စီးတိတိကိုကိုယ်ပိုင်ဆိုင်ထားတဲ့တိတိကြီးတတိလေးဖြစ်ပါတယ်။ဒါအပြင်သူပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေကမြန်မာပြည်အနှံ့ပြားမှာရှိတဲ့နေရာဒေသတော်တော်များများမှာကိုယ်ပိုင်ဟိုတယ်လုပ်ငန်းတွေနဲ့အခြားသောကြီးမားကျယ်ပြန့်တဲ့စီးပွားရေးလုပ်ငန်းပေါင်းများစွာကိုလုပ်ကိုင်နေတဲ့ခရိုနီအဆင့်ရှိစီးပွားရေးလုပ်ငန်းရှင်တယောက်လို့သိရပါတယ်